တွေ့ရင်ကိုယ်ရမ်းချစ်တဲ့သူတွေ့ရင်တော့ဒါကတော့တေချာပေါက်လက်ခံလဲလက်ခံတဲ့အရာမျိုးပေါ့နော်ဒါပေမဲ့မဟုတ်ရင်တော့တယောက်တည်းရပဲပိုကောင်းမယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့အေးကတော့မကြွေဘူးဘိုင်းအောင်တော့ Valentine's Day မှာတစ်ခါတလေမိသားစုပုံမှန်ကတော့ဘိုင်းအောင်တို့ဖြော်ပြရေးပွဲဆိုနေရများတယ်တစ်ခါလေးကျရင်ဒေဒီနဲ့ပွဲတူရဲ့တစ်ခါလေးကျတော့တချို့နှစ်တွေကျတော့လည်းမတူဘူးပေါ့နော်အားတဲ့ချိန်ကျရင်တော့မိသားစုလိုက်တင်တာထွက်စားရဲအဲ့လောက်ပါပဲဒီနေ့ကတော့ဘိုင်းအောင်တို့ဒီညဖြော်ပြဖို့ဒေဒီနဲ့ဘိုင်းအောင်ပွဲတစ်ပွဲလက်ခံထားရပါဆိုဖြော်ပြရေးမဖြတ်တတ်မှာဖေဖေတို့မေတို့ကတော့ Valentine's Day ကိုအဲ့လိုမျိုး chocolate ပေးရမျိုးတော့မကြုံဘူးပေါ့နော်ဘိုင်းအောင်တိတ်လေးပေးရင်တော့မသိဘူးပေါ့နော်ဆိုတော့မကြုံဘူးသေးဘူးဒါပေမဲ့နှစ်ယောက်ကတော့ဖေဖေနဲ့မမေကဒေဒီမမေကအဲ့လိုနှစ်ယောက်ကိုကြည့်ပြီးတော့လည်းအားကြတယ်အမြင်လေးအဲ့လိုချစ်လိုက်စကားများလိုက်အဲ့လိုမျိုးပေါ့နော်အဲ့ဒါလေးကအခုချိန်ထိအဲ့လိုတယောက်နဲ့တယောက်အဲ့လိုရှိနေရဆိုတာအရင်အရေးကြီးရလို့လည်းထင်တယ်ပေါ့နော်နောက်တငယ်ချင်းစားဖြစ်ကြရလဲပါတော့လေအဲ့လိုတငယ်ချင်းကနေအဲ့လိုချစ်သူဖြစ်သွားပြီးတော့အိမ်အောင်ကြာသွားတဲ့ခါကျပို့ပြီးတယောက်နဲ့တယောက်ပွန့်ပွန့်လင်းလင်းရှိရလို့ထင်တယ်ကိုယ်ရောကိုရွေးချယ်မယ်ဆိုရင်ဘယ်လိုပုံစံရွေးချယ်ကြလဲအဲ့လိုရတော့မရှိပါဘူးဘန်းအောင်မှာအဓိကကတော့ကိုရန်ချစ်တဲ့သူကိုလည်းတကယ်ယူသားစွာချစ်တဲ့သူတစ္ဆာရှိတဲ့သူအဲ့လိုမျိုးလေးပေါ့သိအများကြီးမရှိဘူးဆိုပေမဲ့ဘန်းအောင်လိုချင်တဲ့အချက်တွေကနည်းနည်းအခုနောက်ပိုင်းရှားနေတယ်အရာတွေဖြစ်နေတော့ဟုတ်ဒါပြိတ္တကိုဘယ်လိုလဲချင်နေရှင်ဟုတ်အခု I wanna be your lobster ညမွေးပန်းကလေးရဲ့ကြောက်ပစုံဘန်းအောင်တို့မြန်မာနိုင်ငံအနှံ့ရုံတင်တဲ့အခါကျရင်တ िश ူအပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်ရုပ်ရှင်ချစ်တဲ့သူတွေတေချာပေါက်ကြိုက်ပြီးတော့အားရမယ်ကားလေးလို့ယုံကြည်ပါတယ်ကျေးဇူးပါ